ကိုခန့်မိသားစုများအားလုံးမင်္ဂလာပါဗျာတူရီကေကေ YouTube channel ကနေကြိုဆိုပါရစေအဲ့တော့လူတလေးတွေများပါရင်လည်းကိုခန့်ရဲ့ channel လေးကို subscribe လေးနှိပ်ထားပေးကြပါဦးလို့ကိုခန့်ကတောင်းဆိုချင်ပါတယ်ဗျာ28ရက်နေ့မနေ့ပိုင်းအတွက်ကိုခန့်ရှာဖွေတွေ့ထားတဲ့အကောင်းဆုံးကဏ္ဍလေးတွေကိုလာပြောပြပေးတာပါဗျာခုပြောပြပေးမယ့်ကဏ္ဍလေးတွေကတော့ပြီးခဲ့တပတ်ကဏ္ဍထွက်စင်နေပုံမှာအခြေခံပြီး73နှစ်စာကလင်နာတွေကိုစူးစီးပြီးရရှိလာတဲ့ကဏ္ဍလေးတွေကိုလာပြောပြပေးတာပါဗျာ28ရက်နေ့မနေ့ပိုင်း12နာရီ10မိနစ်အတွက်အကောင်းဆုံးရှာဖွေပေးထားတဲ့ကဏ္ဍလေးတွေကိုလာပြောပြပေးထားတာပါဗျာအကောင်းဆုံးစူးစမ်းပေးထားတာပဲဖြစ်ပါတယ်အာမခံချက်တော့မရှိပါဘူးခင်ဗျာဖြစ်နိုင်ခြေအားအကောင်းဆုံးကဏ္ဍတွေကိုပဲရှာပေးထားတာဖြစ်တဲ့အတွက်ကစားမယ်ဆိုရင်မျိုးတို့ချိန်ဆကစားကြပါလို့ပြောချင်ပါတယ်ဗျာအားလုံးကိုချစ်တဲ့တူရီကေကေပါခင်ဗျာဒီတစ်ပတ်အတွက်ကိုခန့်ရဲ့တပတ်စာလေးလုံးမွေးခွေပူပရိခုမကျိုစာရူပတိအားလုံးမင်းကွယ်မိပြီးတော့အောင်ပါတယ်ဗျာ